င်္ဂလာပါ Channel 4သိမ်းမဲ့မြန်မာ Weekly Sports Season နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာဖလား3တက်ချက်အစီအစဉ်အနေနဲ့ကျွန်တော်စီစဉ်တင်ဆက်တို့ဝင်ကြတို့နဲ့အားကစား Editor ကိုကျော်စစ်တို့ပူးတွဲတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မင်္ဂလာပါကိုကျော်စစ်တို့မင်္ဂလာပါညီလေးဒီည10နိုင်ခွဲချိန်မှာရှင်မင်ကစားမယ်စပိန်နဲ့ကိတ်ပါဒီအသင်းကြောင်းပေါ့နော်ဒီဟာဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ခေါက်ကန်တော့ဆိုရင်ဂျာမနီကကျူတော့ဆောင်း9ဂိုးတကိုးနဲ့ကိုပြတ်နိုင်သွားတယ်ပေါ့အခုစပိန်ရောဒီကိတ်ပါဒီကိုဂျာမနီကိုလုတ်ပြသွားနိုင်လားဒါကတော့မလွယ်ဘူးလို့ပြောရမှာပဲ။ဘာလို့လဲဆိုတော့ကိတ်ဗာဒီကအာဖရိကအသင်းဖြစ်ပါတယ်။အဲတော့ကျူရာဆောင်းကတော့မြောက်အမေရိကအသင်းဆိုတော့ဒီအာဖရိကအသင်းတွေကပို့ပြီးတော့မာကြောတာပေါ့နော်။အဲတော့ကိတ်ဗာဒီခြေစွဲအောင်လာတဲ့လမ်းကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကင်မရွန်းလိုနာမည်ကြီးအသင်းဒါအာဖရိကနာမည်ကြီးအသင်းကိုကြော်ဖြတ်ပြီးတော့ခြေစွဲအောင်လာတာဖြစ်ပါတယ်။အဲတော့သူတို့အသင်းရဲ့လူစင်းကိုကြည့်လို့ရှိရင်တော့ကိုတို့သိရလို့တယောက်မှမပါဘူး။လုံးဝသူကတီးမွန်းနေပဲအသင်းလိုက်စူးစီးမှုနဲ့ပဲကစားမယ်။နီးပြကလည်းနိုင်ငံသားမဟုတ်ကိတ်ဗာဒီနိုင်ငံသားပဲ။အဲတော့စပိန်အသင်းအနေနဲ့ကိုမပြတ်ဘူးလို့တော့ပြောလို့မရဘူးအဲသူကစားတကယ်ကစားကြီးမှဘယ်လိုရလဲထွက်မလဲဆိုတော့သိနိုင်မှာပေါ့နော်အဲ့တော့လက်ရှိအနေထားရတော့အာဖရိကသားတွေဖြစ်တယ်အဲ့တော့လူမဲကစားသမားတွေကတကယ်ဟိုကြန့်ခိုင်တောင့်တင်းပြီးတော့ physical ရုပ်ပိုင်းဆိုင်ရာကောင်းတယ်ကြန့်ခိုင်နဲ့ကစားနိုင်တဲ့ခါကျတော့စပိန်ကတော့ဟိုလာမင်းရမယ်ဥဆောင်လာမယ်ရမယ်ပါဘူးလည်းမသေးကြသေးဘူးပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ယူရိုမှာလည်းပို့ဆွဲထားတယ်အဲ့တော့လက်ရှိဒီအုပ်စုအဖွင့်ပွဲစဉ်မှာသူတို့ဘယ်လိုကစားလာမလဲเนาะစပိန်ကတော့ physical နဲ့ကစားတာနေတယ်သူတို့ရဲ့ ball playing ပဲကွင်းလယ်မှာပဲဘောလုံးပေးပို့မှုတွေလှပတွေနဲ့ team work တွေနဲ့ကစားပြီးတော့ကိုးရယူမယ်အနေထားပေါ့နော်ဆိုတော့သူကိတ်ပါတီရဲ့အနေထားကိုလည်းသူတို့ကြိုတင်ပြင်ဆင်လာမှာပဲအဲ့တော့ရာမဲကတော့ကြန့်ခိုင်မှုမကောင်းသေးတော့ရန်လုံးမကောင်းသေးတော့သူအရန်ဆင်းလောက်မှာပဲပါမယ်တော့ Oyarzabal တို့ Man City က Rodri တို့เนาะBarcelona က Pedri တို့ Fabian Ruiz တို့เนาะ PSG ကကစားသမားတွေပါလာဖို့ရှိပါတယ်ဘယ်လိုပဲဖြစ်ပေါ့နာမည်ကြီးကစားသမားတွေကတော့စပိန်အသင်းမှာတော့တသင်းလုံးနေပါပဲတကယ်ဟိုReal Madrid ကစားသမားတော့မပါဘူးဒီနေ့ထူးခြားတာပေါ့နော် Barcelona ပါတယ်ကျန်တဲ့ PSG တို့ကျန်တဲ့ England Premier League ကစားသမားတွေရောတော်တော်လေးကောင်းပါတယ်စပိန်အသင်းအနေထားရဆိုတော့ဒီပြကြီးဒလာဖျူအန်တီကလည်းအသင်းနဲ့လိုက်လွှဲညီတွေရှိမဲ့ကစားကွက်ကိုပေါ်ဆောင်ထားတယ်ဒါပေမဲ့လည်းသူတို့ပြီးခဲ့တဲ့နှစ်ကလည်းသူတို့ရှုံးတဲ့ဆင်မှာပဲသူတို့ထွက်ခဲ့ရတာပေါ့နော်အဲ့တော့ကိတ်ပါဒီဘယ်လောက်ထိဒုက္ခပေးနိုင်မလဲဆိုတော့စောင့်ကြည့်ရမယ်အဓိကတော့ဒီပထမပိုင်းစောင့်ကြည့်လိုက်ရင်တော့ပွဲတစ်ပွဲကဒီအသင်းရဲ့ခြေကတိတာသွားပြီပေါ့နော်အဲ့တော့ဒုတိယပိုင်းမှာတိတ်ပြောင်းလဲလို့ခက်ခဲတယ်အဲ့တော့ကိတ်ပါဒီကကဘာအတွေ့အကြုံလုံးဝမရှိဘူးခုနကျူရာဆောင်းလိုပဲသူတို့လည်းဒီပြိုင်ပွဲမှာ၃ပွဲလုံးရှုံးနေတိုင်အောင်သူတို့တွေတိတ်ရှုံးမရှိတဲ့အသင်းမျိုးပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ကိတ်ပါဒီအကောင်းဆုံးတုံ့ပြန်ကစားလာမယ်ခုအနေနဲ့ကတော့စပိန်နိုင်မှုတော့တေချာတယ်2-1 3-1လောက်ပဲသွားမယ်ထင်တယ်အဲ့ထက်ပိုပြီးတော့ခုနဂျာမနီတို့7-1တို့ဘာလို့တော့မဖြစ်နိုင်ဘူးထင်ပါတယ်။ဟုတ်ဆိုလူတွေတော်တော်များများလည်းကိတ်ပါရီကဒါကျူရာဆောင်းလိုမျိုးပဲသူကဒုတိယမြောက်ဒါကျွန်းနိုင်ငံလေးဖြစ်တယ်လူကြီး6သိန်းကျော်လောက်ပဲရှိတော့ဒါကလေးအသင်းလိုပုံစံမျိုးဖြစ်နေတော့ဒါဂျာမနီလိုကိုပြတ်သွားနိုင်တာဆိုပြီးတော်တော်များများထင်တာပေါ့နော်။အဲ့တော့အကိုခံမှန်းခဲ့တာတော့ဒါစပိန်ကနိုင်တော့နိုင်မယ်ဂျာမနီလိုမျိုးဂိုးမပြတ်နိုင်ဘူးဆိုတဲ့ပေါ်ပေါ့နော်။ဟုတ်ပါတယ်။အဲ့တော့ကိတ်ပါရီကစားသမားတွေကလည်းနည်းနည်းလေးတော့ဟိုဘယ်လိုပြောရမလဲဥရောပလိတချို့ထိတန်းလိတော့မဟုတ်ဘူးပေါ့လေအလဲလက်အသင်းတွေမှာကစားနေတဲ့ကစားသမားအသင်းလိုက်တီးမွတ်ကောင်းမဲ့အနေအထားမျိုးရှိတယ်။ဘာကြောင့်လဲဆိုကင်မရွန်းကိုသူတို့၄မှတ်လောက်ဖြတ်ပြီးတော့ပို့ဆွဲတယ်ဆိုတော့အနေအထားကိုသူတို့ခြေစွမ်းတစ်ခုတော့ရှိတယ်ပေါ့နော်အဲ့တော့စပိန်ကလည်းပွဲဦးတဲ့ဖြစ်တယ်ဆိုတဲ့အနေအထားမှာဒါဟိုကစားသမားတွေကလည်း fitness ကရာခိုင်နှုန်းရချင်မှရမယ်ရာခိုင်နှုန်းပြရချင်မှရမယ်ရမယ်လို့လည်းပါနိုင်မှာမဟုတ်သေးဘူးအရန်လောက်ပဲပါမယ်ဆိုတော့တိုက်စစ်ပိုင်းမှာတော့ Oyarzabal တို့ကွင်းလယ်မှာ Fabian Ruiz တို့ Pedri တို့ Rodri တို့ပေါ့နော်ကစားသမားတွေပါဝင်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့စပိန်တီချာပေါက်တော့နိုင်မယ်3-1 3-0လောက်ပေါ့နော်3-9ပြလောက်တော့ဖြစ်နိုင်တယ်အဲ့ထက်တော့ပုံမပြတ်နိုင်ဘူးလို့ထင်ပါတယ်